တကယ်လို့ကိုကနေပြီးတော့ပြောမှဆိုလို့ရှိရင်ကိုကောက်ရမှာကိုရေးခဲ့တဲ့အရာတွေပေါ့နော်ကြံခဲ့တဲ့ကိုထက်မှကြံခဲ့လို့ရှိရင်ပေါ့နော်ပြောမှဆိုလို့ရှိရင်ကိုကဒီဗီဒီယိုမှာတခုရေးဖို့ကြံခဲ့တယ်ကြံခဲ့လို့ရှိရင်ဒီမှာဘိန်းနာမှာဆက်34ကိုနှိပ်ဗီဒီယိုတစ်ခုပေါ့နော်အဲ့ဒီကိုတင်ထားတဲ့ဗီဒီယိုတစ်ခုမှာပေါ့နော်ဆက်30ကိုနှိပ်လိုက်ပေါ့နော်ဒီမှာဆက်30ကိုနှိပ်ပြီးတော့ဒီမှာဆက်30နှိပ်ပြီးတော့ဒီမှာ edit post ဆိုတဲ့နေရာလေးမှာနော် edit post ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ် edit post ဆိုတဲ့နေရာတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ပြင်နေတဲ့စာသားကိုပြန်ပြင်ရတယ်အဲ့လိုပြန်ပြင်လို့ရတယ်အဲ့လိုပြန်ပြင်ပြီးလို့ရှိရင်ဒီမှာ save ဆိုတဲ့နေရာလေးကိုပေါ်မှာဥပမာထားလိုက်ပါတော့ဒီမှာကျွန်တော်တို့စာတစ်ခုရေးပြဒီကမှာ hashtag တစ်ခုခံပြအောင်ပေါ့နော်စာဆိုတော့ဟိုကပြည့်သွားပြီ hashtag တစ်ခုခံလိုက်မယ်ဒါဥပမာအနေနဲ့ရေးပြတာပေါ်ကစာလည်းပြင်လို့ရတယ်အောက်က hashtag လည်းပြန်ထည့်လို့ရတယ်ဒါကိုပြောချင်တာကြံခဲ့လို့ရှိရင်ပေါ့နော်ကိုကရေးဖို့ကြံခဲ့လို့ရှိရင်ဒီမှာဒီလိုမျိုးပြန်လာထည့်လို့ရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာတစ်ခုရေးလိုက်မှာနော်ကိုနာမည်ပဲကိုထည့်လိုက်အောင်ဒါဆိုကျွန်တော်တို့ကဒီမှာပြန်ရေးပြီးလို့ရှိရင်ဒါစိတ်လိုက်တော့ရေးပြီးလို့ရှိရင်ကျွန်တော်တို့ကစိတ်လိုက်လို့ရတယ်ဒါဆိုရင်ဒီစီမိုမှာကျွန်တော်တို့အနေနဲ့ဒီမှာ comment ID ဆိုပြီးတော့တစ်မျိုးပေါ်လာလိုက်မယ်ဟုတ်ပြီလားဒါကတော့ကြံခဲ့တဲ့လူတွေတော့ပေါ့နော်ကြံခဲ့တဲ့လူတွေမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါဘာလုပ်ဆက်မလို့ဒါပေါ်ရောက်သွားပြီဒီမှာပေါ်ရောက်သွားပြီဘာမှလုပ်ဆက်မလို့တော့ဗီဒီယိုကထဲရောက်သွားပြီဟုတ်ကဲ့ပါဒီဗီဒီယိုကဒီလောက်ပေါ့နော်ဒါဒီလောက်ဆိုရင်တော်တော်လေးပြီးဆုံးပြီလို့ထင်ပါတယ်တကယ်လို့မေးချင်တာများရှိရင်လည်းဒီဗီဒီယိုအောက်မှာဒါရေးသွားပေးလို့ရပါတယ်ကိုပါသိချင်းလဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒါဘာမရှင်းတာရှိလဲမေးသွားလို့ရပါတယ်တကယ်လို့မေးသွားမှပဲကျွန်တော်တို့အနေနဲ့မသိတဲ့အရာတွေသိလာနိုင်မယ်ကျွန်တော်လည်းဘူးစားတစ်ခုရတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်အနေနဲ့မသိတဲ့အရာတွေလေးလာရတဲ့အတွက်ကြောင့်မို့လို့ဒါနောက်တဲ့အသိပညာတစ်ခုတိုးလာတာပါဗျာတကယ်လို့မမေးဘူးဆိုလို့ရှိရင်ကျွန်တော်လည်း share ဆက်ပြီးတော့ရှာမှာမဟုတ်ကိုတင်နေတဲ့ဟာပဲတင်လိုက်တော့မယ်အဲ့လိုပုံစံဖြစ်သွားမှာတော့တကယ်လို့မေးလာလို့ရှိရင်ဒါမေးရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကလည်းပြန်ပြီးတော့ကျွန်တော်ဖြည့်ပေးတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုကဒီလောက်ပါเนาะအားလုံးဆင်ပြေကြပါစေ